ကျွန်တော်မိတ်ဆွေလုံခြုံရေးအရာရှိတယောက်ကဇောတကတက်ပူ၏နောင်နာမရသောရာဇဝတ်ကောင်ကိုခွင့်လွှတ်ခြင်းသည့်အဓိပ္ပာယ်မရှိတဲ့မှန်မေစွာသူကရာဇဝတ်ကောင်ကြီးတွေနဲ့လက်တွေ့ဆက်ဆံနေရသူမို့တက်တင်သောဇောတကကိုကျွန်တော်ထင်ပါသည်သူကဆက်၍ပြောပါသေးသည်မဟုတ်တာလုံးနေတဲ့ကောင်ကိုအပြစ်မပေးပဲခွင့်ကြီးလွှတ်ပေးနေလို့ပဲဖြစ်မလဲဗျအစိတ်ပင်ရင်လောင်းဆိုလိုဖြစ်နေမှာပေါ့သူဒီသူ့ဘဝအတွေ့အကြုံတွေနဲ့ရောပြီးတက်တည်ပြလျာကျွန်တော်အနေဖြင့်ငင်းချက်မထုတ်နိုင်ပါတစ်ချိန်တည်းမှာပြင်းသစ်ဖုံးတော်ကြီးသည်ဂျင်းကသူ့အပြစ်တွေကိုဝန်ခံနေစရာမလိုပဲခွင့်လွှတ်မေတ္တာပြခဲ့ပုံကိုကျွန်တော်မြင်ရောက်တဲ့ခွင့်လွှတ်ခြင်းသည်စစ်မှန်သောမေတ္တာနှင့်သစ္စာပါဝင်သည်လူတို့ကြံစည်မမိနိုင်သောတကူတတိရှိလိမ့်မည်ဟုတွေးမိထားလေသည်စီရေးဆရာကြီးဗစ်တာဟူဂိုလိုပင်အခြားပြင်သစ်စီရေးဆရာကြီးတူဖြစ်သောအလက်ဆန်ဒရာဒူမာကလည်းကောင်းသောမွန်တီခရစ်စတိုအမည်ရှိကနဝင်ဖုတုကြီးကိုရေးသားခဲ့နေသေးရာ Lex Messiah နှင့်ဆန့်ကျင်ဘက်သဘောကိုကျွန်တော်တို့တွေ့မြင်နိုင်ပါသည်ကောင်းသောမွန်တီခရစ်စတိုတွင်မွန်တီခရစ်စတိုနှင့်စားကြီးသည်သူ့ကိုမကောင်းကြံသည့်လူလေးယောက်ကိုစနစ်တကျလက်စားချေခဲ့ပုံကိုဖော်ပြထားရာအဲ့လိုမငြင်းနိုင်အောင်ရသမြောက်လာပြီသည်ဘလို့ပဲဖြစ်ပါဒူမာ၏မွန်တီခရစ်စတိုသည်လောကီတရားမျှတခြင်းအမည်ဖြင့်ဖတ်ရမည့်စာအုပ်တအုပ်ဖြစ်သည်ဖူကို၏ Lex Messiah သည်ကောင်းကင်ဘုံ၏ကျေးဇူးဂရုဏာတော်အကြောင်းကိုခန်းစားနိုင်ရန်ဖတ်သည့်သောစာအုပ်ဖြစ်သည်လူသားတို့၏ဘုံဘဝ၌ကဏ္ဍနှစ်ပိုင်းခြားနာပြီးရှုစားရန်သင်ခန်းစာများကိုမူစာရှုသူတို့အနေဖြင့်ညံကုမျိုး၍ထုတ်နှုတ်ရန်သာရှိသည်ဟုကျွန်တော်ဆိုချင်ပါသည်လောကီတရားစီရင်ခြင်းတွေဟာမလိုအပ်ဘူးလားလိုအပ်ပါသည်ကောင်းမြတ်ခြင်းဖြောင့်မှန်ခြင်းစင်ကြင်တုံတရားဖြင့်လောကအတွက်အကျိုးရှိရာရှိကြောင်းအတွက်အတွေးခေါ်ကောင်းများနှင့်ဖြစ်နိုင်သည်၍အဆက်ဆက်သောလူသားတို့ကဖန်တီးကျင့်သုံးခဲ့ရခြင်းပဲလိုအပ်ရပေမပေါ့သို့သောကျေးဇူးနှင့်ဂရုဏာတော်၏ဆွမ်းပကတတ်သည့်မျိုးသူတို့၌မရှိကျေးဇူးနှင့်ဂရုဏာတော်သည်လောကီမဆန်ဘဝတရံကိုပြောင်းလဲစေနိုင်သည်အတဘာဝဟုဆိုရပေမည်တဘာဝထက်လွန်ကဲမှုမောင်းနေပေသည်Los Angeles မြို့မှာဖြစ်ခဲ့သည့် Reginald Denny ၏အမှုကိုကြည့်ပါသူ့ကိုယူနီဖောင်းဝင်2ဦးကကားရက်ခိုင်းပြီးနောက်အသေးဆွဲချလေပလင်းနဲ့ရိုက်ပုံမျက်နှာတစ်ခုလုံးရောက်စရာမရှိအောင်အထက်ထက်ကန်ကြောက်ကြပုံစသည့်အကြီးတန်းလာသောဖြစ်ရမှန်တွေကို Harry Cochran မှတ်တမ်းများအတိုင်း TV ဖန်သားပြင်ပေါ်မှာကျွန်တော်တို့တွေ့ရသည်တရားရုံးသို့ရောက်သောအခါသူ့ကိုနိုင်ထက်ကလူပြုသောလူ2ယောက်ကိုလက်ထိတ်တန်းလန်းနှင့်တွေ့ရသည်သူတို့ကသူတို့၌အပြစ်မရှိတာဝန်ဝတ္တရားနှင့်အညီဆောင်ရွက်သည်ဟုသာပြောင်ပြောင်တင်းတင်းညင်းဆိုခဲ့ကြသည်ထိုအချိန်မှာမျက်နှာကြီးရောင်ကိုင်းနေသောဒင်းနေသည်ဥပဒေအရမိမိဘက်မှခြေပနေသောရှေ့နေတွေ၏စကားကိုဖြတ်၍တရားခံတို့၏မိခင်တို့ဦးစီသို့တော့ကကျွန်တော်အားလုံးကိုခွင့်လွှတ်ပါတယ်မိခင်ကြီးများ၏စိတ်ပူပန်ခြင်းမရှိကြပါနဲ့ခင်ဗျာဟုပြောခဲ့လေသည်မိခင်ကြီးတို့ကသူ့ကိုဖက်ရန်နှမ်းရှုပ်ရင်းတယောက်၏ကြေကွဲပွဲအတန်ကိုပြည်သူတရက်လုံးကကြားခဲ့ရသည်မင်းကိုချစ်ပါတဲ့ဒန်နီဟူ၏သူ့ကိုခြေလိုလက်လိုနှိပ်စက်ခဲ့သောယူနီဖောင်းဝင်2ယောက်နေဖြင့်ဘလို့သဘောထားကြမည်ကိုကျွန်တော်မပြောတတ်ပါသို့သောခွင့်လွှတ်ခြင်းအဖြစ်အပြစ်တရား၏လောင်မြိုက်နိုင်လွန်းသောဝေဒနာကိုတော့အမှန်တသက်စေလိမ့်မည်ဟုကျွန်တော်ယုံကြည်မိပါသည်မှန်ပါသည်တေခြင်းမှရှင်ပြန်ထမြောက်လာသောသခင်သည်သူ့ကို3ကြိမ်တိုင်အောင်ညှင်းဆူခဲ့သောပေတျုအားအပြစ်နှင့်ဝေဒနာနှောင်ကြိုးတို့ကိုဖြည့်ပေးခဲ့သည်အပြစ်နှင့်လွတ်ကင်းသောပေတျုအနေဖြင့်လည်းထိုကျေးဇူးတော်၏အင်အားအပြည့်အသင်းတော်ကိုတည်ဆောက်ခွင့်ရရှိခဲ့လေသည်ခွင့်လွှတ်ခြင်းနှင့်သက်ဆိုင်သောရှုထောင့်မျိုးမျိုးကိုကျွန်တော်အနေဖြင့်စဉ်းစားဆင်ခြင်စရာတွေအလုံးလောက်ဖော်ပြပေးခဲ့ပြီးဖြစ်ပါသည်ဤစာပေတွင်ထည့်သွင်းနိုင်ခြင်းမရှိပါတော့လဲကျွန်တော်တို့ယုံကြည်သူခရိယန်တစုတို့သည်ဂျက်ဖရီဒါမာ၏ကိစ္စကိုဆွေးနွေးရင်းဘော့စနီးယားပြည်နယ်ပြည်တွင်းစစ်အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုကြီးများစသည့်အကြောင်းများကိုလည်းစဉ်းစားခဲ့ကြပါသေးသည်နောက်တစ်ခုဖော်ပြဖို့ကြံရည်နေသေးသည်ကတော့လင်မယားကွာရှိမှုပြဿနာတစ်ခုဖြစ်ပါသည်ရင်းကိစ္စကိုတော့ကျွန်တော်တို့အုပ်စုအတွင်းမှာစကားအနည်းဆုံးဖြစ်သောရီဘကာ၏ဇလံအဖြစ်ကျွန်တော်ဖော်ပြလိုပါသည်ရီဘကာ၏ခင်မွန်းတယ်မှာနှစ်နေရမဟုတ်အသင်းတော်ကြီးတစ်ခုမှကောင်စီလူကြီးတယောက်ဖြစ်ပါသည်တိုးတော်သူသည်မိမကိစ္စမှာနာမည်အလွန်ပြတ်ခဲ့ပြီးအများစု၏အယူအဆအရရီဘကာကညံ့လို့စိတ်ချမ်းသာအောင်မပြုစုနိုင်လို့စသည်ဖြင့်အပြောခံရလေရာရီဘကာသည်အလိုလိုနေရင်အသင်းတော်အဖွဲ့အစည်းထဲမှာစိတ်တက်ကြနေခဲ့ရပြီးတော့သည်ဤခရိယန်လူပွေကြီးသည်ရီဘကာကိုနောက်ပိုင်းတွင်ဆွတ်ပစ်သွားခဲ့ပြီးအီဖွန်ဆိုသောမိန်းမတစ်ယောက်နှင့်ညှိစွန်းသည်ရီဘကာနှင့်အပြီးအပိုင်းပြတ်ဆဲသွားခဲ့သည်ရီဘကာဖြည့်၍မပြေနိုင်ပါသားသမီး2ယောက်နှင့်ကြံရစ်ခဲ့သည်အသင်းတော်မှလည်းမျက်နှာမပြဝင်းလူတော်သူလည်းမတိုးဝင်းနှင့်စိတ်တော်ကတော့အကြီးအကျယ်ပြည်စည်းခဲ့ရသည်ပထမဆုံးနေဖြင့်ရီဘကာနာကြီးစွာဆူတောင်းသည်သူ့ယောက်ျား၏သစ္စာဖောက်မှုအတွက်ထိုက်တန်သောအပြစ်ကိုသူခံစားရစေဖို့သူ့ယောက်ျားကိုလူယူသောအီဖွန်ကိုလည်းမိမိအ
သေးကွဲရတယ်လို့တချိန်သောအခါမှာအသေးကွဲစီဖို့ပင်ဖြစ်လေသည်အမှန်စစ်စစ်နာကြီးစွာဆုတောင်းခြင်းသည်ကြင်ချင်းနှင့်အတူတူပဲရှိခဲ့ပါ၏ရီးစားကိုလူတော့ဦးနုကိုကြွယ်ခတ်ဟုသောအဖြစ်ထက်ပို၍ဆိုးတော့မှာပေါ့အိမ်အောင်ပြုပြီးခါမှာတက်စာပေါက်ခံရခြင်းဒဏ်ရာသည်မြည်မြပြင်းတယ်လေနှစ်ပေါင်းများစွာရီဘက်ကအမျက်မပြေနိုင်ခဲ့ခြင်းကိုနှလုံးသားရှိသူတိုင်းနားလည်နိုင်မှာပါထိုချိန်တွင်သားကလေးသမီးကလေးတို့၏တဖြည်းဖြည်းကြီးရင်လာသောမျက်နှာပြင်ကိုရီဘကကြည့်ရင်သူတို့၏အဖေသည်တစ္ဆာပေါက်တစ်ယောက်ဖြစ်ခဲ့တော်လေဖျားသခင်သည်သူတို့ကိုချစ်သည်ခရစ်တော်ကိုယ်တိုင်သူတို့ကိုလက်တော်တင်ပြီးကောင်းကြီးပေးခဲ့ကြောင်းကျမ်းစာအရာတွေ့ရသည်ဖြစ်ရာလူသားဖခင်ထက်ဖျားသခင်၏အကြောင်းကိုသူတို့သိရှိနားလည်ဖို့ကပို၍အရေးကြီးသည်ဟုသဘောထားလျက်အမုန်းတန်တရားကိုအပြေးတိုင်ဖြတ်ရလိမ့်မည်ဟုဆုံးဖြတ်ချက်ချလိုက်လေသည်သူ့နှင့်သူ့ယောက်ျားစီကိုဖုံးဆက်ပြီးနောက်တုံလုံးအကဲစာဖြင့်အကြောင်းကြားသည်မိမိအားလုံးကိုခွင့်လွှတ်လိုက်ပြီးဤဘုန်းကိုလည်းခွင့်လွှတ်ကြောင်းသိစေခြင်းပါသည်တဲ့မနေကြီးအာယူ၍တဘာဝကိုစန့်ကျင်ပြုရသောစကလုံး၏အစုံမှာချက်ချင်းဖုံးကိုပြန်ချလိုက်မိသည့်အတွက်သူ့ယောက်ျားဘာပြန်ပြောခြင်းသည်ကိုသူမှမကြားခဲ့ရတော့ပြီရီဘကာသည်ကလင်းနှစ်ယောက်နှင့်အတူဘသူအကြည့်နှင့်ဘသူအပြောအဆိုကိုမှဂရုမစိုက်တော့ပဲအသင်းတော်ကိုပြန်ရောက်ပြီးဖျားသခင်၏အလိုတော်ကိုရှာဖွေလိုက်လျှောက်လျက်အမှုတော်ကိုဆောင်သည်သားနှင့်သမီးတို့ကိုလည်းအသင်းတော်မှာတက်ကြွစွာပါဝင်မှုအစဉ်အားပေးခဲ့သည်ထိုအချိန်မှာသူ့သစ္စာဖောက်လင်းယောက်ျားနှင့်ဤဘုန်းတို့ကတော့ထိုအသင်းတော်ကိုတစ်လနှစ်လကြာမှတစ်ခါတလေလောက်သာရောက်လာကြောင်းအသင်းတော်မှလည်းနှုတ်ထွက်လိုက်ပြီဖြစ်ကြောင်းကိုသိရပြီးတဖြည်းဖြည်းနဲ့ဆက်ပြတ်သွားခဲ့လေသည်တကယ်တော့သူတယ်လီဖုန်းဆက်စဉ်ကသာဆက်၍နားထောင်ခဲ့နီသူယောက်ျားသည်မိမိအရက်ဆွဲ၍အသေးကိစ္စဖြစ်နေသည့်အကြောင်းနဲ့ကွာမိမိပိုင်ဆိုင်သမျှအားလုံးကိုမိမိသားသမီးတို့အားအမွေပေးဖို့ဆုံးဖြတ်ထားကြောင်းဤဘုန်းကလည်းယင်းအချက်ကိုလုံးဝသဘောတူပြီးဖြစ်ကြောင်းများကိုရီဘကာအနေဖြင့်ကြားရမည်ဖြစ်လေသည်တနေ့သောအခါမှာတော့ရီဘကာထံသို့ဤဘုန်းကစတင်ဖုန်းဆက်လေသည်ငိုရှိုက်တံများနှင့်မိမိကိုတွေးဆုံခွင့်ပြုပါတဲ့ရီဘကာတကယ်တော့ဤဘုန်းကိုမတွေ့လို့ပါသို့တော့ခွင့်လွှတ်လိုက်ပြီးဟုဆိုနိုင်ပါလျက်နဲ့မတွေ့ချင်ဘူးဟုမပြောချင်သောကြောင့်လက်ခံပါမည်ဟုဝန်ခံလိုက်ရာမကြာမီမှာအင်ဘုန်းနှင့်အတူသေအုပ်ဆရာတစ်ပါးပါရောက်ရှိလာခဲ့လေသည်ဤဘုန်းငိုနေစေသေအုပ်ဆရာကဇာတိပဂတိအသွေးအသားရမက်များနှင့်မှားယွင်းတတ်သောပြစ်ဒုစရိုက်များကြောင့်ဖြစ်ခဲ့ရပြီးသည့်များကိုရီဘကာမှခွင့်လွှတ်ခဲ့၍ဤဘုန်းကကျေးဇူးတင်ကြောင်းပြောလိုသည့်အတွက်လာရောက်ခဲ့ကြရပါသည်ဘလို့မှရင်ကြားမစေနိုင်သောမိန်းမနှစ်ယောက်အတွက်အတူဆုတောင်းပေးဖို့ရန်သူကလိုက်ပါလာခဲ့ရပါသည်တစ္ဆာဖောက်ခဲ့သောခင်မွန်းတယ်မှာတော့ပါဆာဒီနာဆေးရုံတွင်ဆေးကုသမှုခံယူလျက်ရှိရာအလွန်ဆုံးတစ်လသာလောကမှာနေရတော့မည်ဟုသိစေခြင်းပါသည်စသည်ဖြင့်ပြောပြီးနောက်ရီဘကာနှင့်သားသမီးတို့အားသူပိုင်ဆိုင်သမျှတို့ကိုပေးဖို့အတွက်သူကစီစဉ်ထားကြောင်းဤဘုန်းကလည်းလုံးဝသဘောတူကြောင်းများကိုပါအသိပေးလေသည်။အိုးဒီလိုမလုပ်ပါနဲ့ကျမတို့သားမိမှာဒါတွေမလိုပါဘူး။လိုပါတယ်ရီဘကာလိုပါတယ်ကျမကိုယ်တိုင်ကဒီလိုပဲဖြစ်စီချင်းနေတာကြာပါပြီ။သူနဲ့ယူပြီးခါစားကလေးကပါဘာဖြစ်လို့လဲဆိုတော့သူဟာသူ့အမှားအတွက်အမြဲတမ်းဝမ်းနေနေခဲ့ရတယ်ကျမကလည်းစိတ်ရဲ့လွတ်လပ်ချမ်းသာမှုဆိုတာတကားမှမရှိခဲ့တဲ့အတွက်ဒီလိုအကျွေးဆက်ခြင်းကိုခွင့်လွှတ်တဲ့သဘောအနေနဲ့လက်ခံပေးဖို့လိုပါတယ်။သွားလေသူစိတ်ဖြောင်ဖြောင်သွားနိုင်မှုအတွက်လည်းဒီတနည်းပဲရှိပါတယ်ရှင်။ရီဘကာရင်ထဲကစုကနေဖြစ်သွားသည်။ဤဘွန်းသည်လင်ခိုးမတယောက်ဟုသူကသတ်မှတ်ထားခဲ့သည်။သို့သောထိုလင်ခိုးမသည်သူခံစားရသည့်ဒုက္ခတွေကိုတဝက်ဝေ၍ခံစားတော်သူပဲ။ထို့ကြောင့်မျက်ရည်လဲလျက်ရှင်နဲ့လည်းသမီးကလေးတယောက်ရထားတယ်လို့ကြားတယ်။ဟုတ်ပါတယ်6နှစ်အရွယ်ကလေးကကလေးစိတ်တစစင်းမှတင်ထားရတယ်။ဆိုရင်အပြိုးပေါက်ကလေးတောင်ဖြစ်နေပါပြီ။ကြက်မပြည့်ရှာပါဘူးရှင်။ဒါဆိုရင်အမွေတချို့ကိုရှင်ယူပါဤဘုံကလေးလေးအတွက်ငွေလိုမဲ့ထင်ပါတယ်။နောက်ဆုံးတော့ကျမကလေးတွေကဒီကလေးနဲ့မတော်ချင်းလို့မရတဲ့သွေးသားအရင်ချာတွေဖြစ်နေပြီမဟုတ်ပါလား။ဤဘုံဒီတက်တက်ထန်ထန်ကိုရှိုက်တဲ့ဟုတ်ကဲ့အခွင့်အရေးတရအနေနဲ့မဟုတ်ပဲချစ်အပ်သောသူကလေးအနေနဲ့ကျမသမီးကလေးကိုလက်ခံတာအတွက်ကျေးဇူးတင်ပါတယ်ရှင်။ကိုကြီးတပည့်ကိုလည်းကျမလက်ခံပါမယ်။ထိုညနေချမ်းတွင်ရံဘက်မိန်းမသားနှစ်ယောက်တို့သည်အတူတကွတချင်းစု၍ဆုတောင်းခဲ့ကြသည်။ထိုမြတာမကကဘာမကြည်နိုင်ပွဲသောမယံပြိုင်နှစ်ယောက်တို့နှင့်သားသမီးတို့သည်ပါဆာဒီနာဆေးရုံတွင်ရောက်ရှိနေသည့်တစ်ချိန်ကသစ္စာပေါက်ကြီးအားနောက်ဆုံးအချိန်တိုင်အောင်တာဝန်ကျေပြုစုပေးခဲ့ကြလေသည်။အိုးတမိုင်းကလေးကဖောက်ပြန်လာခဲ့တဲ့လူသားတွေအကြောင်းဖျားမကြိုက်တာကိုမှကြိုက်ချင်တဲ့လူတွေအကြောင်းပြောမဆုံးမုံတောသုံးတောင်ဆိုသလိုကြားနေရသည်ဒီလိုအကြီးတန်းဇလန်းတွေထဲမှာလည်းခွင့်လွှတ်ခြင်းဟူသည့်အတိုင်းအတာတစ်ခုထိလိုအပ်နေလေသည်တကား
ခွင့်လွှတ်ခြင်းဝိဇ္ဇာအတတ်ပညာ The Art of Forgiving အကြောင်းကို Lewis Smith သည်နှံ့ဆက်စွာလေ့လာလျက်ဖျားသခင်သည်လူတတဝါများကိုဘယ်နည်းဖြင့်ခွင့်လွှတ်ခဲ့သည်ကျေးဇူးပြုခဲ့သည်ကိုဓမ္မတိဏ္ဍနည်းကြဖော်ပြထားလေသည်ပထမအစဉ်ဖြစ်သူသည်သူ့ကိုတော်လန်ပုံကံသည့်လူသားတို့နှင့်သူ့ကိုခြားနားစေသောအပြစ်လွှာကိုပယ်၍လူပဂတိအပြစ်လွှာကိုပြန်လည်ဖော်ထုတ်ရှုကြည့်သည်ဒုတိယအစဉ်ဖြစ်သူ၏ဖျားဖြစ်တော်နှင့်လျော်ညီသောစီရင်ပိုင်သည့်အခွင့်အရေးကိုအလျှော့ပေးကသူ၏ခန္ဓာတွင်အပြည့်ဒဏ်ကိုခံယူသည်တတိယနှင့်နောက်ဆုံးအဆင့်တွင်မိမိ၏ခံစားချက်များအဖြစ်လူသားတို့ကိုစာနာလျက်လူသားတို့အတွက်တရားစီရင်ခြင်းကိုပြုသည်ဤအချက်တို့ကိုအစစ်စစ်သူအသုံးပြုခြင်းဖြင့်ဘုရားသခင်သည်လူတတဝါတို့ထံတွင်သူ၏ဝိညာဉ်အရေးကိုသူတွေ့မြင်လျက်သူ၏သားသမီးများအဖြစ်သူကခံယူလေသည်လူဝိစမီစီသုံးသက်ချက်နှင့်အမြင်ကိုကျွန်တော်ကူးယူတွေးခေါ်ကြည့်သောအခါခွင့်လွှတ်ခြင်းကြီးဟုသောကျေးဇူးနှင့်ဂရုဏာတော်သည်ဖျားသခင်ကိုယ်တိုင်ခရစ်တော်ဖြင့်လူစားတိကိုခံယူပြီးမြေပေါ်ကိုဆင်းသက်ခြင်းကြောင့်သာပေါ်ထွန်းလာရကြောင်းကိုပို၍နားလည်မိ၏ဤတတဝါလူသားများသည်သူဖန်ဆင်း၍ဝိညာဉ်ကိုမှုတ်သွင်းခြင်းကြောင့်ဖြစ်တည်နေသောလူသားများဖြစ်လေရာအပြစ်မှကယ်နှုတ်နိုင်ဖို့ရန်အတွက်သူကိုယ်သူချစ်ဖို့ရန်အတွက်လိုအပ်လျက်မေတ္တာထားရန်လည်းဆန္ဒရှိရပေမည်ထိုအခါသူတို့နှင့်အတူနေထိုင်ပြီးသူတို့၏အပြစ်သိရခြင်းအကြောင်းကိုသူသိမှသာချစ်နိုင်မည်မေတ္တာထားနိုင်မည်စာနာနိုင်မည်ကျွန်ုပ်တို့ဘက်ကယက်တည်နိုင်မည်ဖြစ်ပါသည်သူဖြစ်၍ဟေဘဲဩဝါဒစာအခန်းကြီး၄အငယ်15တွင်ကြည်ပါငါတို့ရဖျော်ဟိတ်မင်းသည်ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့်မကျေနာနိုင်သောသူမဟုတ်ငါတို့ခံရသည့်ဤသူအမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းကိုခံမှုသူဖြစ်တော်မူ၏တို့ရာတွင်ဒုစရိုက်ပြစ်နှင့်ကင်းလွတ်တော်မူ၏ဟု၍ကျွန်တော်တို့တွေ့ရသည်ထို့တူကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အငယ်21တွင်ဖျားသခင်သည်အပြစ်နှင့်ကင်းစင်သောသူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေတော်မူ၏ဟု၍တွေ့ရပါသည်ရှင်းနေပါပြီဖျားသခင်သည်ကျွန်ုပ်တို့၏လိုအပ်နေသောဟာခွက်ကိုဖြည့်ဆွတ်သည်ယေရှုခရစ်၏လူစားတိကိုခံယူ၍အပြစ်တို့ကိုယူတည်ဝတ်ဆောင်ခြင်းအပြင်ကျွန်ုပ်တို့ကိုအပြစ်တရားမှရွေးနှုတ်တော်မူသည်အလွန်ပြောင်မြောက်သောကောင်းကင်ဘုံရှင်၏ကျေးဇူးပြုတော်မူခြင်းပေပင်လူ၏ဇာတိအဖြစ်ကိုခံယူသောအခါမှာအပြစ်ဖြေလို့ရန်ခွင့်လွှတ်ရန်အတွက်လွယ်ကူပါမည်လားမလွယ်ကူပါအလွန်ခက်ခဲ၍ပင်ပန်းဆင်းရဲခြင်းခံရသည်ကိုအသေးခံတော်မူမည်နောက်ဆုံးညစာဆုတောင်းနှံအားဖြင့်နားလည်နိုင်သည်အကျွန်ုပ်ပါဤခွက်သည်အကျွန်ုပ်ကိုလွန်တော်နိုင်လင်လွန်တော်ပါစေသောထိုချိန်ကသခင်ခန္ဓာတော်ပေါ်မှာချွေးဆက်တို့သည်သွေးကဲ့သို့ပေါက်ပေါက်လိမ့်ဆင်းခဲ့သည်ကိုကျွန်ုပ်တို့မြင်အောင်၍ကြည့်စေခြင်းပါသည်သခင်သည်လူစားတိကိုခံယူ၍အလွန်ကြီးမြတ်သောပေးဆက်ခြင်းကိုပြုခဲ့စဉ်လူ၏သဘောဝဝတ္တရားကိုညီမျှပိုင်နိုင်ကျွမ်းကျင်ခဲ့ပါသည်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး23အငယ်34ရာအိုအဖာသူတို့၏အပြစ်ကိုလွတ်တော်မူပါသူတို့သည်ကိုပြုသောအမှုကိုမသိကြပါဟု၍ကျွန်ုပ်တို့ယင်သိမ့်တုံပွဲကြားခဲ့ရသည်ဤခွင့်လွှတ်ခြင်းသည်ကရာနီကားတိုင်အောက်မှရှိသမျှသောလူသားတွေအလုံးအတွက်အပိုင်ပေးခဲ့သောဆုကျေးဇူးမင်္ဂလာဖြစ်သည်လူကဲ့သို့သောဇာတိကိုခံယူ၍လူသားကိုတည်သောကြောင့်ကိုပင်မသိဘဲရှိနေသည့်လူတို့၏အပြစ်ကိုခွင့်လွှတ်နိုင်ခဲ့ခြင်းပေ